နေကုန်းကျောင်းအနေနဲ့ပြောချင်တာကတော့ဥဒ္ဓတိကပိဋကနဲ့အညီဆုံးမတဲ့ဥဒ္ဓရဲ့စကားနားထောင်မှာယခုအချိန်မှာဥဒ္ဓတိကဒုက္ခမရောက်အောင်ကဲတင်ပေးတဲ့ကဲတင်ရှင်ဆိုတာဥဒ္ဓတပါးသာရှိပါတယ်ဒေါက်တာဥဒ္ဓတိကသည်မြတ်စွာဘုရားဟောတော်မူသည့်ပိဋကသုံးပုံပါဠိတော်ကျမ်းစာအုပ်40အထကရာကျမ်းစာအုပ်52တိကကျမ်းစာအုပ်28စုစုပေါင်းသတ္တသံဃာနာတင်ပိဋကကျမ်းစာအုပ်ပေါင်း120နဲ့ပါရှိသောဥဝတ္တနာဆိုင်ရာစီကံဥပဒေအချက်ပေါင်း3500ကျော်တို့ကိုဖောက်ပြပြီးရန်ခဲ့တောင်အရှိပဲရှိ18ဧကမြေ၌ဝေဒနာကြောင်းပေါင်း39ကြောင်းကိုဆောက်လုပ်လျက်ရှိပါသည်ပိဋကသုံးပုံကိုဖြစ်စည်းသည့်ဥဒ္ဓတိကသည်နိုင်ငံတော်တန်ခါမာနာကအဖွဲ့မှထုတ်ပြန်ထားသောအာရမဝါရမပြန်ပွားရေးဥပဒေအခန်းနှင့်ပုံမှန်6ကိုကျူးလွန်နေသူဖြစ်ပါသည်တို့ပြင်အခါသို့ပုံမှန်30ကိုလေးကျူးလွန်ပါသည်တို့ပြင်သာသနာညွှန်နှံစေမှုဥပဒေပုံမှန်295ကာကြီးကိုလည်းကျူးလွန်ပါသည်ထိုမှတပါပိဋကကိုဖြစ်သည်ကဘုရားဘာသာဝင်ရဟန်းရှင်လူတွေကိုအကြည့်ကျလေညာမှုရာဇသက်ကြီးဥပဒေပုံမှန်420ကိုကျူးလွန်သည့်ကိုတွန်ဒီပုဂ္ဂိုလ်လည်းဖြစ်ပါသည်ကမ္ဘာငင်းချမ်းရေးတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဥဒ္ဓတိကအနေဖြင့်ပိဋကသုံးပုံကိုဆန့်ကျင်သည့်အမှားလမ်းကိုမလိုက်ဖို့ကြက်တန်းကရပ်ဖို့ဤနေရာကနေထပ်ကသတိပေးလိုက်ပါသည်ဥပဒေသမတ်ရမှာဥဒ္ဓတိကသည်ဆရာမြတ်ထံပိဋကသင်ခဲ့သည်ဖြင့်ဘုံကံကြီးမားပါသည်ပိဋကတံမြောက်သောအခါမိမိကိုဘုံကံကြီးမားအောင်လုပ်ပေးတဲ့ပိဋကသုံးဘုံကိုဖျက်ဆီးယေသူရှင်ကိုဖျက်ဆီးသည့်မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဖြစ်ပါသည်ဥဒ္ဓတိကလိုယေသူရှင်ကိုမပြတ်မမိကြဖို့သင်္ကန်းသာယူကြရမည်ဗာရန္တဝိတုဒ္ဒသာသနာတသဓမ္မစရိယဝိနည်းဝိတုဒီကနိကာယဝိတုအဝိဓမ္မဝိတုဝိရိသိတ္တောယယမပဋ္ဌာအထုသင်္နာနိပြဆရာတော်